မူဆယ်အရသာစစ်စစ်မာလာဟင်းကိုမှလမ်းနေရလူရှိကြလားအားလုံးပဲမင်္ဂလာပါရှင်ကိုဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဂွန်ဒီဇိုင်းလေးကမာလာဟင်းကိုအစွဲလန်းနေရတော်တော်ကြာပြီသူကဂွန်တို့မူဆယ်မြို့ကနေပြီးတော့မှလာရောက်တာပါဆိုတော့မူဆယ်အရသာစစ်စစ်မာလာဟင်းကိုမှစားတဲ့တဲ့သူတွေအတွက်တင်ကောင်းပါပဲဂွန်ကမာလာဟင်းကိုကော်ရည်နဲ့ဒီလိုမျိုးပြပြနှစ်မှကြိုက်တာပါဘွဲကိုခဏောင်နေမှုလို့တော်တော်လေးကိုတမ်းပါတယ်သူစီကရှန်ထမဲပူပူလေးနဲ့သွဲစားရတာအရန်လိုက်ဖက်ပါတယ်တယောက်တည်းလဲမကြမကြငါစားဖြစ်ပါတယ်နောက်တစ်ခုကတော့လူငယ်တွေအကြိုက်မာလာစီမွေးပါခင်းနေရွက်တွေကိုစီမွေးနဲ့တုပ်ထားတာဆိုတော့နဲ့အရသာကတော်တော်လေး strong ဖြစ်ပြီးအရန်လဲဆက်ပါတယ်မြင်တာအောင်ပြောရရင်မာလာဘဲဆက်နဲ့ခက်စစ်စင်ပါပဲဆက်တာတိနေပေမဲ့လည်းအစားကောင်းနေရောစတိုက်ကိုစားမိနေရမျိုးပါမာလာကြိုက်တဲ့သူတွေဆိုရင်တော့ဒါလေးကိုတော်တော်လေးကြိုက်မှာနောက်ပြီးအကင်မျိုးစုံလည်းရပါသေးရဲ့ street food size ဆိုပေမဲ့လေတော်တော်တသက်ရနဲ့တသက်ရှင်းရှင်းရှိတာသဘောကျမိရဲ့အကင်တွေကိုလည်းရင်တွေမနာအောင်အမြဲတမ်းအုပ်ထားတယ် customer တွေလာမှပဲအုပ်ထားတာတွေဖွင့်ပြရပါနော်မာလာဟင်းကိုအကင်နဲ့တွဲစားရတာကလည်းအရန်လိုက်ဖက်တာပါအကင်စားရင်အချင်းကအသက်ပါပဲအချင်းမကောင်းရင်အကင်ကမပြည့်စုံသလိုခံစားရလို့ပါဟဲမုံလုံးကအချင်းကတော့ကွက်တိမစိဖြစ်နေရတာပဲဂုံးကအဲ့အချင်းနဲ့ကဘခွိုင်းဆိုတဲ့ဟာကိုတော်တော်လေးကြိုက်တာဗမာလူတော့ဘလို့ခေါ်လဲတော့မသိဘူးပေါ့နော်ဂျူးမြက်လိုဟာမျိုးလေးပါဂျူးမြက်တော့မဟုတ်ဘူးနောက်ဆုံးကတော့အခုမှမီနူအတက်ထုတ်ထားတဲ့ငါးခဲပတ်ပါသူကတကောင်ကို19000မှာငါးကင်ကိုချက်ချောက်လေးမှကြိုက်တယ်ဆိုရင်တော့ပုံမှန်ငါးကင်1000ခွဲတန်ဟာမစားနိုင်ပြီဒီလိုမျိုးဆိုးဆိုးလေးကြိုက်တယ်ဆိုရင်တော့ငါးခဲပတ်လေးကိုရွေးပါရိုးငါးကင်ကတော့အဆက်အရတာပြင်ခိုင်းလို့မရပါနဲ့ဒီငါးခဲပတ်ကိုတော့အဆက်အရတာလူတို့ကိုရှော်လေးကိုစိတ်ကြိုက်ပြင်ခိုင်းလို့ရပါတယ်လိမ့်စာလေးကတော့60နှစ်39တောင်းကဟဲမုံလုံးဆိုတဲ့ဆိုင်မှာမနော်ရမညာစီအပြင်ဘက်ခြမ်းမှာရှိပါတယ်ညနေ3နာရီကနေစပြီးတော့ညမိုးချုပ်8နာရီလောက်ထိဖွင့်ပါတယ်နောက်ဆုံးချက်နဲ့တစ်ချက်ရောက်လေးကြိုက်နေရင်မိုးကအညိုကြီးနဲ့သဲကြီးမဲကြီးရွာချလာပါတော့တယ်ရှင်အဲ့လိုမိုးတွေရွာလို့လေတွေပါတယ်ဆိုရင်အခုလို street food ဆိုင်လေးတွေကအရန်ဒုက္ခနာရပါတယ်ကဲခွန်ရ vlog လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်ရှင်အဆုံးလေးကြည့်ရှုပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်နောက် vlog ဒီမှာပြန်တွေ့ကြမယ်နော်အားလုံးပဲ bye